တော်ပြောရင်တော့မကိုက်ညီပါဘူးပေါ့နော်မကိုက်ညီဘူး Federal Democracy ဒီစံနှုန်းနေနဲ့လည်းမကိုက်ညီဘူးဒီအပေါ်ကဒီ policy level မှာတချို့မူဝါဒတွေမပြတ်တော့ဒီမျိုးနဲ့အဆင့်ရက်ကြီးအဆင့်တော်လိုင်းနေမြေထဲမှာတို့လိုနေမြေအလိုက်မူတွေနဲ့တတ်မှတ်ပြီးလောက်ကြတော့ဒီတချို့စံနှုန်းနေနဲ့လွဲကုန်တာရှိပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုထိန်းချောင်းဖို့လိုအပ်ပါတယ်ဝန်ရှိရဲ့ဒီသက်ဆိုင်ရာ unit တွေအုပ်ချုပ်ရေးအလွှာအသီးသီးဒီအစိုးရအုပ်ချုပ်ရေးအလွှာအသီးသီးကလည်းထိန်းချောင်းဆောင်ရွက်တဲ့အခါကျွန်တော်တို့လည်းပူးပေါင်းပါဝင်ဖို့ဝန်ကြီးဆောင်ရွက်ဖို့အသင့်ဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွေ့ဆုံမေးမြန်းခန်းကနေပြန်လည်ကြိုဆိုပါရစေလက်ရှိတော်လှန်ရေးကာလအတွင်းမှာအနာဂတ်မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးတဲ့ Federal ပညာရေးကဏ္ဍဟာဘလို့ပုံစံနဲ့ရှေ့ဆက်သွားနေလဲဆိုတာမိဘပြည်သူတွေအင်မတန်စိတ်ဝင်စားနေကြတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဒီကနေ့မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့လက်ရှိမြေပြင်ဆောင်ရွက်ချက်တွေဂျာကာလာ Federal ပညာရေးကောင်စီ IFEC ရဲ့အခမ်းကဏ္ဍ Federal Unit တွေနဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေအပြင်လက်တလောလူထုကြားဝေဖန်မှုရှိနေတဲ့ပညာရေးဆိုင်ရာထုတ်ပြန်ချက်တွေအပေါ်သဘောထားအမြင်တွေကိုသိရှိနိုင်မှုအတွက်မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျာထွေပန်ကိုဆက်သွယ်မေးမြန်းသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ PPTV ရဲ့အစီအစဉ်တင်ဆက်သူမောင်သိန်းပါ။ဝန်ကြီးဂျာထွေပန်မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ဟုတ်ကဲ့ပါ။ပထမအဆုံးအနေနဲ့မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့အခုလက်ရှိမြေပြင်မှာအဓိကလှုပ်ဆောင်နေတဲ့ပညာရေးလုပ်ငန်းစဉ်တွေကိုမိဘပြည်သူတွေသိအောင်အနေငယ်ရှင်းပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ကျမတို့ကတော့ဒီဂျာကာလာပညာရေးကိုဆက်လက်လှုပ်ဆောင်နေရပါတော့ဆိုတော့အခုကတော့ဒီအရင်တော့အထက်တော့ပို့ပြီးမှတော့ဒီFederal Unit တွေလည်းပေါ်လာပြီဖြစ်တော့အခုဒီနှစ်ဒီမှာကျမတို့ဒီ2026ဒီမှာကြတော့unit တွေနဲ့လက်တွဲပြီးပေါ့နော်ကျမတို့ပညာရေးအကောင့်ထဲပေါ်မှုကိုဆက်လက်လှုပ်ဆောင်နေရယ်ကျမတို့လူမြောက်နေမြေစိုးပိုးနေမြေတွေမှာကျောင်းသားတွေ8သိန်းဝန်းကျင်ရှိရယ်ပေါ့နော်အခြေခံအဆင့်မြင့်ရောဆရာမတွေ6000ဝန်းကျင်ရှိရယ်unit Federal Unit တွေအခုစပြီးမှတို့စီမှာခန့်ခွဲဖို့လုပ်နေကြပြီဆိုတော့ကျမတို့အကောင်းဆုံးပံ့ပိုးပေးဖို့ရှိနေပါတယ်နောက်ပြီးတော့ဒီကျမတို့ online ကနေပြီးမှပေါ့နော် online ကနေတက္ကသိုလ်တွေတက်လို့ရတယ်ဆက်တက်လို့ရတယ်နောက်ဒီဘွဲ့လွန်တင်တန်းကအစပေါ့နော်ကျမတို့ PhD အထိတက်လို့ရတာဖြစ်ပါတယ်online ကျောင်းတွေရှိရယ်နောက်လုံခြုံစွာတင်ယူနိုင်မဲ့ဒါတော့ကျမတို့စပြီးလောက်ကတည်းကနေစပြီးပညာရေးဝန်ကြီးဌာနစတင်ကတည်းကနေလုပ်ထားတဲ့ဟာပေါ့နော်ဒါလုံခြုံစွာနေအိမ်မှာအခြေပြုပြီးတင်ယူနိုင်မဲ့ဒီ HBM home based learning assistant တွေလည်းရှိပါတယ်အဲ့ဒီမှာလည်းကျမတို့ဒီ online ကနေ content တွေအများကြီးယူလို့ရတယ်ကျောင်းသူကျောင်းသားတွေနဲ့လိုက်ဖက်မဲ့ပေါ့နော်ဒီအတန်းအလိုက်ပေါ့အတန်းအလိုက် content တွေဘာသာရပ်စုံ chapter စုံရှိပါတယ်ပြီးတော့ဒီ IT နဲ့ပတ်သက်တဲ့ဒီ lesson တွေလည်းရှိပါတယ်အခြေခံအဆင့်အခြေခံဒီ primary level secondary level စသဖြင့်ပေါ့နော်နောက်ပြီးတော့ဒီအခုနောက်ဆုံး IT နောက်ဆုံးဒီ IT နဲ့ပတ်သက်တဲ့အပိုင်းဆိုရင် AI နဲ့ပတ်သက်တဲ့ lesson တွေကအစားကျွန်တော်တို့ယူလို့ရပါတယ်ပြောချင်တာတော့ကျွန်တော်တို့ online ကနေပြီးမှဒီ lesson plan တွေအများကြီးရှိရယ် offline ကနေပြီးမှလည်းဒီFederal Unit တွေနဲ့လက်တွဲပြီးကျွန်တော်တို့ဒီသင်ကြားရေးတွေဒါဆက်လက်ဆောင်ရွက်နေတယ်နောက်ပြီးတက်မွေးနဲ့ဒီအစစ်မြင့်ပညာကျောင်းတွေကိုလည်းဒါပြည်မှာလည်းတိုးပြီးဖွင့်လာနေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီပညာရေးဝန်ဆောင်မှုတွေကတော့ဒါဆက်လက်ပြီးကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ပြည်သူလူထုနဲ့လက်တွဲပြီးတော့ပေါ့နော်ကျွန်တော်တို့ CDM ဆရာမတွေရဲ့ပါဝင်မှုနဲ့သူတို့ရဲ့ဒီအဓိကသင်ကြားရေးအစီအစဉ်တွေပေါ့နော်ဒါသူတို့ရဲ့သင်ကြားရေးအစီအစဉ်တွေမှာသူတို့ပါဝင်မှုတွေနဲ့ကျွန်တော်တို့ဆက်လက်ဆောင်ရွက်နေပါတယ်လို့ဟုတ်ကဲ့ပါဝန်ကြီးအခုနောက်ပိုင်းမှာဂျာကာလာ Federal ပညာရေးကောင်စီ IFEC နဲ့ပတ်သက်ပြီးတော့လည်းကြားသိရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းအနေငယ်ရှင်းပြပေးလို့ရမလားဝန်ကြီးခင်ဗျာဟုတ်ကဲ့ကျမတို့အခုဂျာကာလာ Federal ပညာရေးကောင်စီကတော့ဒါပညာရေးဝန်ကြီးဌာနလည်းပါဝင်တယ်နောက်ဒီတိုင်းဒေသပညာရေးအဖွဲ့အစည်းတချို့ပါဝင်တယ်နောက်ဆရာတပ်ကကျောင်းသားတမကနောက်ပညာရေးပညာရှင်တွေပေါ့နော်စသဖြင့်ပါဝင်ပြီးမှကျွန်တော်တို့ဒီ Federal level မှာပေါ့ပြည်ထောင်စု level မှာဒီဂျာကာလာFederal ပညာရေးကောင်စီအနေနဲ့ပေါ့နော်ဒါပြည်ထောင်စု level မှာရှိတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ FDEP ပေါ့နော် Federal Democratic Education Policy နဲ့ပတ်သက်ပြီးအကောင့်တွေပေါ်ဖို့အတွက်တွေရောဒါလို့ဆောင်နေရရှိရအခုလောလောဆယ်မှာတော့ကျွန်တော်တို့ဒီ IFEC ရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ဒီ curriculum framework ရေးဆွဲရေးပေါ့နော်ကျွန်တော်တို့မူကြမ်းအခုထွက်ထားပါပြီဒါတွေဒီလွန်ခဲ့တဲ့အပတ်ကပဲပေါ့နော်ကျွန်တော်တို့ပြီးဆုံးထားပြီးဖြစ်ပါတယ်လို့
ဆိုတော့အခု Federal Unit တွေလည်းဒီထဲမှာပါဝင်ပါတယ် IFVC ထဲမှာ Federal Unit တွေလည်းပါဝင်နေဆိုတော့ဒါကဒီ Federal ပညာရေးမူဝါဒကိုအကောင့်တွေဖော်ဖို့အတွက်ရောကြားကာလပညာရေးမှာပေါ့နော်ပိုကျွန်တော်တို့တာဝန်အားလုံးဘယ်လိုပြောမလဲအရင်တော့ဝန်ကြီးဌာနကပဲပေါ့နော်ဒါတခုဝန်ကြီးဌာနတခုကပဲအရာအလုံးဆောင်ရွက်တာမဟုတ်ဘူးပေါ့နော်အခုကကျွန်တော်တို့ stakeholder တွေအားလုံးနဲ့ဝိုင်းဝန်းပြီးဆောင်ရွက်ကြတဲ့ပညာရေးဖြစ်ပါတယ်ဒါကြောင့်မလို့ IFVC လည်းရှိရဲဒါ policy level မှာပေါ့နော်ဝန်ကြီးဌာနတော့ဒါအကောင့်တွေပေါ်ဆောင်ရွက်တဲ့ဒီလုံမြောက် data တွေမှာအကောင့်တွေပေါ်ဆောင်ရွက်တဲ့ဝန်ကြီးကျွန်တော်တို့Federal Unit တွေနဲ့လက်တွဲပြီးအကောင့်တွေပေါ်ဆောင်ရွက်ပါတယ်လို့ဟုတ်ကဲ့ပါFederal စနစ်ကိုသွားတဲ့နေရာမှာ Federal Unit အစိုးရတွေပေါ်ပေါက်လာပြီးနောက်ပိုင်းဒီနယ်မြေအလိုက်ပညာရေးဝန်ဆောင်မှုတွေကိုဝန်ကြီးဌာနနဲ့ဘယ်လိုချိတ်ဆက်ပြီးဆောင်ရွက်နေပါလဲခင်ဗျာဟုတ်ကဲ့ပါအရင်တော့ကျွန်တော်တို့ကဒီရက်ကျေးအဆင့်အထိပေါ့နော်ဒီကျောင်းတွေအဆင့်အထိကျွန်တော်တို့ဘယ်လိုပြောမလဲလက်လန်းမီဖို့ခက်ခဲပါတယ်ဒါကြောင့်မလို့ဒီ miso level ပေါ့နော်ဒီမြို့နယ်အဆင့်တွေကိုမြို့နယ် level ကိုကျွန်တော်တို့အခြေခံပြီးပညာရေးစီမံခန့်ခွဲမှုတွေရောပေါ့နော်ဒီလိုမျိုးသွားခဲ့ရတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုအခုကပုံပုံကောင်းမွန်ဆိုတာထိန်းကျောင်းနိုင်မဲ့ဒါအစိုးရအလွှာတစ်ခုပေါ်လာတာအရင်ကောင်းပါတယ်ကျွန်တော်တို့ပို့ပြီးဒီ data နဲ့လိုက်ဖက်မဲ့ပေါ့နော်ဒါ Federal Unit ဆိုကြတဲ့ကနေကျွန်မလည်းဒါကချင်ပြည်နယ်ဘက်ကလာခဲ့တာပဲဆိုတော့ကို data နဲ့လိုက်ဖက်မဲ့ကိုယဉ်ကျေးမှုကိုရဲ့အနေမြေအနေထားနဲ့လိုက်ဖက်မဲ့ပညာရေးစီမံခန့်ခွဲမှုတွေပညာရေးဒီဝန်ဆောင်မှုတွေပေါ့နော်နောက်ဒီစီမံခန့်ခွဲမှုတွေထိန်းကျောင်းမှုတွေပေါ့နော်ဒါတွေအားလုံးကိုပို့ပြီးပို့ပြီးလှုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်လက်လီစိတ်ပေါ့နော်ဟိုရက်ကျေးအဆင့်ကျောင်းအလိုက်ပေါ့နော်ရက်ကျေးကျောင်းအလိုက်နောက်မြို့နယ်အဆင့်ရှိမယ်နောက်ခရိုင်ရှိမယ်တိုင်းရှိမယ်စသဖြင့်ပေါ့နော်လက်လီစိတ်ပြီးကျွန်တော်တို့ပညာရေးအကောင့်မူဝါဒတွေအကောင့်တွေဖော်ရတာတွေအများရှိပါတယ်ပြည်ထောင်စုကလက်မမီရဲ့အရာတွေအများရှိပါတယ်ပေါ့နော်ဒါကြောင့်ဒါတွေကို Federal Unit တွေကဖြည့်ဆည်းပေးပြီးမှပို့ပြီးကောင်းမှုအောင်local level မှာlocal problem local solution ပေါ့နော်ဒါတချို့တော့အဲ့လိုလည်းပြောကြပါတယ်ပို့ပြီး effective ဖြစ်တဲ့ပို့ပြီးထိရောက်တဲ့ဒီကင်တွယ်ထိန်းကျောင်းမှုတွေနဲ့ပို့ပြီးထိရောက်တဲ့စီမံခန့်ခွဲမှုတွေနဲ့ဒါဆောင်ရွက်သွားနိုင်ဖို့ကျွန်တော်တို့ရှိပါမယ် Federal Unit တွေကဝန်ကြီးဌာနအနေနဲ့တော့ဒါအကောင်းဆုံး Federal Unit တွေကိုပံ့ပိုးဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းစစ်မှာလည်းကျွန်တော်လိုအပ်တဲ့အရာတွေကိုပံ့ပိုးဆောင်ရွက်ပေးဖို့ပေါ့နော်ဒါတော့ဒါ Federal level မှာတော့အခုကျွန်တော်တို့ Federal ပညာရေးဒီမူဝါဒတွေဒါတချို့အပိုင်းတွေကျွန်တော်တို့ဖော်ဆောင်နေရရှိရဲ့ NUG ကလည်းဒီ Federal အစိုးရအနေထားပေါ့နော်ကျွန်တော်တို့ဒီတချို့DOC ဆိုတာရှိပါတယ် Division of Competency အရာကျွန်တော်တို့လုပ်ပိုင်ခွင့်တာဝန်တွေခွဲဝေတယ်။နောက်အခွန်ခွဲဝေမှုအစားပေါ့နော်ဒါဆောင်ရွက်ထားတာတွေဖြစ်တဲ့အတွက်ဒါဒီပုံစံအတိုင်းပေါ့နော်ကျွန်တော်တို့လည်း Federal Unit တွေနဲ့လက်တွဲပြီးကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။အထူးဖြင့်ပညာရေးကဏ္ဍကြတော့ကျွန်တော်တို့က decentralize လုပ်ရတာပေါ့နော် decentralize ပညာရေးကဗဟိုမှာထိန်းချုပ်ထားရတဲ့စာရင်ကျွန်တော်တို့ကဗဟိုကတော့ဒါထိန်းညှိပေးရပေါ့နော် equilibrium တွေလုပ်ပေးရကျွန်တော်တို့ equity ပေါ့နော် equity ရှိဖို့အတွက်ကျွန်တော်တို့ကူညီဆောင်ရွက်ပေးရပေါ့နော်စသဖြင့်ပေါ့နော်နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်တာစသဖြင့်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ division of competency ဆိုခွဲခြားထားပါတယ်သတ်မှတ်ထားပါတယ်ဆိုတော့တချို့အရာတွေကတော့ unit တွေကလှုပ်ဆောင်တယ်တော်တော်များများဒီမြေပြင်မှာစီမံခန့်ခွဲတဲ့လုပ်ငန်းတွေကတော့ unit ကလှုပ်ဆောင်ပါတယ် unit ပညာရေးဝန်ကြီးဌာနပေါ့နော်ကျွန်တော်တို့နဲ့ကဒီနိုင်ငံတကာချိတ်ဆက်ဆောင်ရွက်တဲ့အပိုင်းတွေနောက်အဆင့်မြင့်ပညာကဏ္ဍမှာဒီအဆင့်မြင့်တဲ့တမွေးပညာကဏ္ဍတချို့တွေမှာကျွန်တော်တို့ concurrent ဒီတက္ကသိုလ်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပူးတွဲတာဝန်ယူတာမျိုးတွေရှိမယ်နောက်ပြီးတော့ဒီ BEC နဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ပြည်ထောင်စုကလောက်ရမယ့်အပိုင်းတွေရှိမယ်ဒီ unit နဲ့တွဲပြီးလောက်ရမယ့်အပိုင်းတွေရှိမယ်စသဖြင့်ပေါ့နော်ဒီတာဝန်ခွဲဝေသတ်မှတ်ထားတာဖြစ်ပါတယ်လှုပ်ဆောင်နိုင်မှုစွမ်းအပေါ်မူတည်ပြီးပေါ့နော်အခုလောလောဆယ်တော့ကျွန်တော်တို့ unit တွေကိုဒါအများကြီးပေါ့နော်ကျွန်တော်တို့အားလည်းကိုးတယ်ပံ့ပိုးကူညီဆောင်ရွက်ဖို့လည်းအဆင်သင့်ရှိပါတယ်လို့ပြောလိုပါတယ်ဟုတ်ကဲ့ပါဝန်ကြီးအခုနောက်ပိုင်းဒီ social media ပေါ်မှာအတော်လေးဝေဖန်မှုမြင့်တက်နေတဲ့ကိစ္စတစ်ခုရှိပါတယ်စေအုပ်စုကဖွင့်တဲ့ကျောင်းတွေကိုတွားတက်တဲ့ကျောင်းသားတွေမိဘတွေနဲ့ပတ်သက်ပြီးတော်လှန်ရေးအဖွဲ့အချို့ကထုတ်ပြန်တဲ့စာအချို့လိုင်းပေါ်ရောက်လာပြီးတော့ဝေဖန်မှုတွေအတော်ရှိနေတာကိုတွေ့ရပါတယ်ဒီလိုမျိုးစာထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝန်ကြီးအနေနဲ့ဘယ်လိုမြင်ပါသလဲဒါတွေက NUG ရဲ့ပညာရေးမူဝါဒတွေနဲ့ရောကိုက်ညီမှုရှိရလားခင်ဗျာ
ဟုတ်ကဲ့ဟိုဟာတော်တော်ပြောရင်တော့မကိုက်ညီပါဘူးပေါ့နော်မကိုက်ညီဘူး Federal Democracy ဒီစံနှုန်းနေနဲ့လည်းမကိုက်ညီဘူးပေါ့နော်ကျွန်တော်တို့ FDC မှာပါတဲ့ကျွန်တော်တို့ရဲ့စံတန်ဖိုးတွေအများကြီးရှိရယ်နောက် Federal Democracy ပညာရေးမူဝါဒမှာပါတဲ့စံတန်ဖိုးတွေရှိရယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ equity and inclusion ပေါ့နော်အားလုံးပါဝင်ရေးနောက်ဒီကျွန်တော်တို့ထုတ်ပြန်ထားတဲ့မူဝါဒတွေမှာလည်းဒါငြိမ်းချမ်းရေးကိုဗဟိုပြုတဲ့ပညာရေးဆိုတာတွေပါပါတယ်ပေါ့နော်ဒါဒီစံတန်ဖိုးတွေကိုကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးအလွှာအဆင့်ဆင့်မှာလက်တွေ့ကျင့်သုံးနိုင်ဖို့လိုအပ်ပါတယ်ပေါ့နော်တော်လိုင်းကာလဒီတော်လိုင်းနေမီအထူးသဖြင့်ဒီအညာဒေတာမှာဂျာကာလပညာရေးဖော်ဆောင်ရတာအင်မတန်ခက်ခဲကြမ်းတမ်းပါတယ်သူတို့ဒီ local level မှာပေါ့နော်ဘာလို့ဒီလို local level တော့မြို့နယ် level ရက်ကြီးအဆင့်ပေါ့နော်ဒီလိုမျိုး level မှာဘာလို့ဒီလိုစာတွေထုတ်ရတယ်လဲဆိုတာလဲပေါ့နော်သူတို့ရဲ့အခက်အခဲတွေလည်းအများကြီးရှိမှာပဲအင်မတန်ခက်ခဲကြမ်းတမ်းတဲ့ဟာဖြစ်ပါတယ်တိုင်းရင်းသားဒေသတွေမှာဖော်ဆောင်ရတာလည်းတော့မတူဘူးပေါ့နော်ဒီအညာဒေသမှာကျွန်မလည်းဒီ2025မှာဒီစကိုင်းရှစ်မြို့နယ်ရောက်ခဲ့ပါတယ်အင်မတန်ခက်ခဲပြီးဂျာကာလာပညာရေးကိုဖော်ဆောင်နေရတဲ့အနေအထားတွေရှိပါတယ်ပေါ့နော်လုံခြုံရေးအစပေါ့နော်အဓိကတော့ဒါလုံခြုံရေးကိုအများကြီးဒီဟိုလုပ်နေရတဲ့အနေအထားသတင်းပေးတွေကြောင့်မလို့ဒီအာခဏခဏဒီလေရင်ဘုံလာတာတွေလည်းခဏခဏကြုံရတယ်။ကျောင်းတွေလည်းပေါ့နော်အလုံးတည့်တဲ့အတိုင်းဒါဘုံကျဲဒါတွေအများအားအဲ့လိုမျိုးတွေအများအားကြုံရတယ်ပေါ့နော်ဆိုတော့ဒီဒါတွေကြောင့်မလို့တော်တော်လေးဒါ local level မှာကျွန်တော်တို့တော်တော်လေးဒါကျွန်တော်ပြည်သူလူထုကအများကြီးပေါ့နော်တောက်ခံထားပြီးမှဒါကြိုးစားဆောင်ရွက်နေရတဲ့အပိုင်းရှိတယ်ပေါ့နော်အဲ့ဒါနဲ့ဒီအပေါ်ကဒီ policy level မှာတချို့မူဝါဒတွေမပြတ်တော့ဒီမျိုးနဲ့အဆင့်ရက်ကြီးအဆင့်တော်လိုင်းနေမြေထဲမှာတို့လိုနေမြေအလိုက်မူတွေနဲ့တတ်မှတ်ပြီးလောက်ကြတော့ဒီတချို့စံနှုန်းတွေနဲ့လွဲကုန်တာရှိပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုထိန်းချောင်းဖို့လိုအပ်ပါတယ်တာဝန်ရှိတဲ့ဒီသက်ဆိုင်ရာ unit တွေအုပ်ချုပ်ရေးအလွှာအသီးသီးဒီအစိုးရအုပ်ချုပ်ရေးအလွှာအသီးသီးကလည်းထိန်းချောင်းဆောင်ရွက်တဲ့အခါကျွန်တော်တို့လည်းပူးပေါင်းပါဝင်ဖို့ကူညီဆောင်ရွက်ဖို့အသင့်ဖြစ်ပါတယ်ဒီနောက်ပြီးတော့ဆက်ထည့်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ Federal Democracy စံနှုန်းတွေကိုအခြေခံပြီးဒီပြည်သူလူထုကိုဗဟိုပြုတဲ့ဟိုပါပေါ့ဒီDemocracy အုပ်ချုပ်ရေးစနစ်တွေပေါ့နော်ဒီ Good Governance Policy အပေါ်မှာအခြေခံထားတဲ့ဒီ Democracy အုပ်ချုပ်ရေးစနစ်တွေကိုဖော်ဆောင်ဖို့အတွက်ဒါအစီအစဉ်တွေချမှတ်ပြီးလှုပ်ဆောင်နေတာအများကြီးရှိပါတယ်ဒါတွေကိုတကယ်ကျွန်တော်တို့ seriously ပေါ့နော်ဒါတွေကိုဆောင်ရွက်နေရတဲ့အများကြီးရှိတယ်အချိန်တော့ယူရအောင်မှာဖြစ်ပါတယ်။နေချင်းညချင်းတော့ဖြစ်ပေါ်လာဘူးလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ဒီလိုစံတန်ဖိုးတွေကကျမတို့ရဲ့စံတန်ဖိုးတွေဖော်ဆောင်ဖို့အတွက်ကတာမန်အချိန်မှာတော့ဖော်ဆောင်ရတာအများကြီးလွယ်ကူမှာဖြစ်တယ်။ဒါပေမဲ့အခုလိုတော်လှန်ရေးကာလမှာပေါ့နော်ဒီဟိုစက္ကစလည်းဒီပညာရေးကိုအများကြီးထိုးနှက်မှုတွေအများကြီးလုပ်နေတယ်။စီတယ်မရစုတွေကိုထိုးနှက်မှုတွေအများကြီးလုပ်နေတယ်။ဒါတွေကိုတကယ်ထိုးနှက်ခံရတဲ့ဒေတာကတကယ်ထိုးနှက်ခံရတဲ့လူတွေကသူတို့အတိဆုံးဖြစ်ပါတယ်။ပေါ့နော်ဒီသူတို့ဘယ်လိုတုံ့ပြန်မယ်ဆိုတာလဲဒါသူတို့နီးနဲ့သူတို့နီးတုံ့ပြန်မဲ့ mechanism တွေသူတို့စဉ်းစားထားတာတွေရှိရပေါ့နော်ဥပမာကျွန်တော်တို့တချို့ဆိုရင်ကျွန်တော်တို့အမြင်မှာတော့ဘုံခုချင်းတူးရင်ဘုံခုချင်းတဲ့အမြန်ပြေးဝင်ပေါ့နော်ဒါပေမဲ့ဥပမာသူတို့ local level မှာတော့ဘယ်လိုနီးနဲ့တုံ့ပြန်လို့ပိုကောင်းမယ်ဆိုတဲ့ဟာတွေသူတို့စဉ်းစားသူတို့ရဲ့ဒီစဉ်းစားချက်တွေနဲ့ရှိကြပါတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့နားလည်ဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီနောက်တစ်ခုကခုနပြောလို့ပေါ့နော်ဒီစံတန်ဖိုးတွေကျွန်တော်တို့ကခုဒီတော်လိုင်းရေးဒီလိုမျိုးတော်လိုင်းရေးကာလလွန်အချိန်တွေမှာတော့ဖော်ဆောင်ရတာအများကြီးပိုလွယ်ကူမှာဖြစ်ပါတယ်သူတင်ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးမှာတော့တာမန်တော်လိုင်းရေးမဟုတ်တဲ့အချိန်မှာဆိုလို့ရှိရင်အမြန်ဆုံးဖော်ဆောင်နိုင်မဲ့အခြေအနေတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ CDM အများစုတွေကတော့ဒီ institution ပြောင်းလဲဖို့အတွက်တော်လိုင်းရေးလုပ်တာဖြစ်တော့ဒီစနစ်တည်ဆောက်တဲ့အခါမှာပုံမကောင်းမွန်တဲ့လွတ်လပ်ပွင့်လင်းပြီးမှဒီ merit base ပေါ့နော်အရေးချင်းပေါ်မူတည်ပြီးဒါနေရာပေးရစနစ်ကိုစနစ်စတဲ့ဒီတာဝန်ယူတောင်းမှုခံမှုလိုက်ရှိရစနစ်ကိုတိဆောက်နိုင်မယ်လို့ကျွန်တော်တို့အကောင်းကောင်းယုံကြည်တယ်ပေါ့နော်ဒါပေမဲ့အခုတော်လိုင်းကာလဖြစ်တဲ့အလျောက်ဒါတချို့ဒီ local level မှာဒီလိုမျိုးဒီတော်လိုင်းရေးနေမြေထဲမှာပညာရေးဖော်ဆောင်ရတဲ့အတွက်တို့စီမှာလည်းတခြားစဉ်းစားစရာအများရှိတဲ့အတွက်ဒီလိုမျိုးတွေဖြစ်ပေါ်လာရခြင်းဖြစ်တယ်ပေါ့နော်ဒါခုနပြောလို့ပဲကျွန်တော်တို့ဝိုင်းဝန်းထိန်းချောင်းဖို့လိုအပ်တယ်ဒီအဆင့်ဆင့်ကလည်းဒီ policy level ကလည်းဒါကိုတာဝန်ခံဖို့လိုအပ်တယ်ပေါ့နော် policy level တွေကလည်းဒါကိုကျွန်တော်တို့တာဝန်ယူပြီးဒါဆောင်ရွက်ဖို့လိုအပ်တယ်အခုကျွန်တော်တို့ဆောင်ရွက်နေပါတယ်ကျွန်တော်တို့ဒါပို့ပြီးကောင်းမွန်တဲ့စနစ်ဖြစ်လာဖို့ဒီလိုအခြေအနေတွေဒါနောက်နှစ်တွေမှာနောက်ထပ်ပေါ့နော်မဖြစ်ဖို့အတွက်ကျွန်တော်တို့ policy level ကလည်းအခုအများကြီးဆောင်ရွက်နေရတယ်ရှိပါတယ်လို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါစေအုပ်စုကတော့ဒီမျိုးဦးတော်လိုင်းရေး9နှစ်တာကာလအတွင်းမှာစာသင်ကျောင်းတွေပါမချမ်းတစ်နေ့ထက်တစ်နေ့လေကျောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတော့ NUG ရဲ့စိုးမိုးထိန်းချုပ်နယ်မြေတွေကကျောင်းတွေမှာ
ကျောင်းတက်နေကြတဲ့ကျောင်းသူကျောင်းသားတွေအတွက်ထိခိုက်ဆုံးရှုံးမှုမရှိအောင်ဘာတွေစီစဉ်ဆောင်ရွက်ထားပါသလဲဝန်ကြီးခင်ဗျာဟုတ်ကဲ့ဒါတော့ဒီစစ်ကောင်စီကပြည်သူ့ပညာရေးကိုပဲပေါင်းစုံကနေတိုက်ခိုက်တာရှိရယ် CDM တွေကိုတိုက်ခိုက်တယ်ခုနပြောလို့ပေါ့နော်ဒီပြင်းမှတ်ထားပြီးတိုက်ခိုက်နေရတဲ့အများကြီးရှိပါတယ်ကျွန်တော်တို့ဒါကြောင့်မို့လို့ဒီဟာတွေကို reaction လုပ်ရတဲ့အနေအထားမှာပေါ့နော်အခက်အခဲတွေအများကြီးကြုံရတာဖြစ်ပါတယ်လို့ကျွန်တော်တို့လုပ်ခဲ့တဲ့တာမှာကျွန်တော်တို့ကတော့ဒီလိုလုံခြုံစွာပညာသင်ယူနိုင်မဲ့နည်းလမ်းတွေကျွန်တော်တို့အများကြီးထုတ်ပြန်ထားရရှိရယ် online တင်မဲ့မဟုတ်ပေါ့နော် offline အခြေအနေမှာရောကျွန်တော်တို့ဘယ်လိုပုံစံတင်ယူနိုင်မလဲဆိုတော့ဒီလမ်းညွှန်တွေရှိရယ်ကျွန်တော်တို့ထုတ်ပြန်ထားရရှိရယ်ပြီးတော့ကျွန်တော်တို့ offline ဆောင်ရွက်နိုင်ဖို့အတွက်ဒီစနစ်တွေဖော်ဆောင်ထားရရှိပါတယ်ဒီ digital base တွေဖြစ်တယ်ပေါ့နော် digital base ဖြစ်ပေမဲ့လည်း internet မရှိလဲကျွန်တော်တို့သုံးနိုင်မဲ့စနစ်တွေမြေပြင်မှာဖော်ဆောင်ထားရတဲ့အများကြီးလည်းရှိရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်ကျွန်တော်တို့ချိတ်ဆက်ရှိပါတယ်မြေပြင်ကပညာရေးဖော်ဆောင်တဲ့လုပ်ငန်းစဉ်အနေနဲ့ online ကိုလက်မမီရဲ့သူတွေအတွက်ကျွန်တော်တို့ဖော်ဆောင်ဖို့တွေလည်းအများကြီးရှိရပေါ့နော်ပြောချင်တာဒီလုံခြုံကြကြဆိုတည်ယူနိုင်တဲ့ပညာရေးအစီအစဉ်တွေလည်းအများကြီးဖော်ဆောင်ထားတာရှိရပြီးတော့မြေပြင်မှာဒီမိနစ်3ကလည်းကျွန်တော်တို့ safe education safe school campaign လုပ်ဆောင်တယ်ပေါ့နော်ဘုန်းခိုကျင်းတွေနဲ့ဒီ early warning system တွေဖော်ဆောင်တယ်ဒါတွေကို set up လုပ်ထားတယ်ကျောင်းတွေကိုယာယီပိတ်ထားတယ်ပေါ့နော်ယာယီပိတ်ထားပြီးမှဒါတွေသူတို့ checklist တွေအကုန်လုံးလုပ်ပြီးပြီဆိုမှကျွန်တော်တို့ကပြန်ဖွင့်ခွင့်ပေးတဲ့အစီအစဉ်တွေလှုပ်ဆောင်ခဲ့တာရှိရပေါ့နော်ချို့ကလည်းဒါကိုဒီစနစ်ကိုဝန်ကြီးဌာနကဒီ centralize မလုပ်ဘူးဆိုပေမဲ့လည်းဒီလိုလုံခြုံရေးနဲ့ပတ်သက်လာရင်အဲ့ဒီတစ်ခေါက်ကတော့ဝန်ကြီးဌာနကဒီလိုမျိုးစစ်စင်ဆောင်ရွက်ခဲ့လိုက်ရတဲ့အစီအစဉ်တော့ရှိသွားတယ်ပေါ့နော်လုံခြုံရေးကြောင့်မလို့ကျောင်းတွေပိတ်ခိုင်းလိုက်ရတဲ့အစီအစဉ်ရှိရပေါ့နော်ပြည်သူလူထုကမပိတ်ချင်ဘူးပေါ့မပိတ်ချင်တော့သူတို့ကကျောင်းဖွင့်ရမှာကိုကျောင်းဖွင့်ရခြင်းဟာဒီအရေးကြီးတဲ့ဒါလူထုရဲ့ဒီနေ့စဉ်ဘဝဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကျောင်းခဏလေးပိတ်လိုက်ပြီးမှဒါနောက်တော့အားလုံးကျောင်းတွေကိုပြန်ဖွင့်ခွင့်ပေးရယ်ကျွန်တော်တို့ကိုယ်တိုင် fund raising လုပ်တယ်ပြည်သူအားလုံးပါဝင်ပြီး fund raising လုပ်ပြီးဒီ early warning system နဲ့ဒီဘုန်းခိုကျင်းတွေအရေးပေါ်အခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားမှုတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့တာတွေရှိရယ်နောက်အခုဆက်လက်ပြီးမှလည်းပေါ့နော်ကျွန်တော်တို့ Federal Unit တွေရဲ့စီမံခန့်ခွဲမှုတွေနဲ့ဒီပြည်ထောင်စုရဲ့ကူညီဆောင်ရွက်မှုတွေလူမျိုးနေများပညာရေးကိုပုံမှန်ကောင်းမှုအောင်လုပ်ဆောင်ဖို့ကျွန်တော်တို့နေ့စဉ်နဲ့အများဒီကိုစံညံစွမ်းရှိသမျှကျွန်တော်တို့တွေနဲ့ပေါ့နော်အလေးထားဆောင်ရွက်နေရငွေကြေးအခက်အခဲရှိပေမဲ့ဒါလှုပ်ဆောင်နေရတယ်အများကြီးရှိပါတယ်ကျွန်တော်တို့စီမှာကိုစွမ်းညံစွမ်းနေရှိကြတယ်ဒီတော်လိုင်းရေးအတွက်အချိန်ပြည့်ကျွန်တော်တို့ရဲ့အချိန်တွေပေါ့နော်ကျွန်တော်တို့ CDM မင်းရစုတွေရောပေါ့နော်ဒီအသိပညာတပ်ပညာတွေကိုအားလုံးကိုဒီထဲမှာမြုပ်နှံထားတာဖြစ်ပါတယ်တာမအချိန်ဆိုလို့ရှိရင်ဒါတွေကအများပတ်စံတွေအများကြီးကုန်ပြီးလောက်ရမယ့်အရာတွေကိုကျွန်တော်တို့က CDM ဆရာမတွေရဲ့နောက်ကျွန်တော်တို့အားလုံးတော်လိုင်းပညာဘက်တော်သားတွေဘက်က free labor နဲ့ပေါ့နော်ဆောင်ရွက်နေပေးနေကြတာဖြစ်ပါတယ်ပြည်သူလူထုရဲ့ပညာရေးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီနေ့စဉ်ဘဝပေါ့နော်ဒီစစ်ဖြစ်ပွားတဲ့နေမြေဆိုပေမဲ့လည်းစကိုင်းမှာအညာဒေသမှာကျွန်တော်တို့လူဦးရေတန်းချီရှိပါတယ်တန်းချီရှိတယ်သူတို့ရဲ့နေ့စဉ်ဘဝလိုအပ်ချက်တွေပညာရေးကျန်းမာရေးလူသားစာနာရေးစသဖြင့်ပေါ့နော်သူတို့ရဲ့ human services တွေလိုအပ်မှုတွေရှိတယ်ဆိုတော့အစိုးရအလိုအပ်အတီးတီးကဒါကိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီလူမျိုးဒေတာမှာရှိရမိဘတွေအနေနဲ့လည်းပေါ့နော်ဒါစိုးရင်ထိတ်လန့်စရာရှိဖို့မလိုပါဘူးပေါ့နော်အခုသူများတွေအကြောင်းplacement test နဲ့ဖြေတယ်တည်ရမလားပြရာခတ်စရာလည်းမလိုပါဘူးပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ data ထဲမှာဒါအကောင်းဆုံးကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားတာတွေရှိရယ်အဓိကတော့ကျွန်တော်တို့ရဲ့ပညာရေး network ကအစိုးရကလူထုအတွက်ပညာကျောင်းမှာလူသားစာနာစသဖြင့်ပေါ့လူထုဝန်ဆောင်မှုကိုလှုပ်ဆောင်နေဆိုပေမဲ့လည်းတကယ်ဒီ network ဒီဝန်ဆောင်မှုလုပ်ငန်းအားလုံးကျောင်းတွေဖွင့်လှစ်တဲ့အရာအလုံးကပြည်သူလူထုကပဲတည်ထောင်ပေးရတာဖြစ်ပါတယ်ပြည်သူလူထုကပဲဆရာမတွေကိုဒါကျွေးမွေးရတယ်ကျောင်းတွေကိုထောင်တယ်ကျောင်းတွေကိုဖော်ဆောင်တယ်ကိုယ့်ရဲ့တာသမီကိုအပ်ဖို့အတွက်မိဘတွေကိုယ်တိုင်ဒါပေါ့နော်ပါဝင်ပြီးမှပြည်သူပညာရေးကျောင်းတွေဆောင်ရွက်ခဲ့တာအခုဆိုလို့ရှိရင်ဒါ4-5နှစ်ထဲရောက်လာပြီဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီဟာတွေဆက်လက်ရှင်တန်ဖို့ကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်တယ်စူးစမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီအတွက်လည်းအကောင်းဆုံးစူးစမ်းဆောင်ရွက်နေတယ်ဒါကြောင့်မိဘပြည်သူလူထုကလည်းပေါ့နော်အခက်အခဲရှိလားဆိုတော့ရှိရဲဒီပေါ့နော်အခက်အခဲတော့အများကြီးရှိရဲဒါပေမဲ့ကျွန်တော်တို့4-5နှစ်တိုင်ဒါကြံ့ခံဖြတ်ကျော်ခဲ့ပြီးပြီပဲပေါ့နော်ကျွန်တော်တို့ရှေ့ဆက်ပြီးမှလည်းကျွန်တော်တို့အကောင်းဆုံးဒါကိုမိဘပြည်သူနဲ့လက်တွဲပြီးမှပေါ့နော်ဒါဖြတ်ကျော်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ဒါလေးကိုလည်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါဝန်ကြီးခင်ဗျာအခုမေးမြန်းခဲ့တဲ့အချက်တွေအပြင်မိဘပြည်သူတွေနဲ့ကျောင်းသားလူငယ်တွေကိုအခြားဖြည့်ဆွတ်ပြောကြားလိုတာများရှိရင်လည်းပြောကြားပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကျွန်တော်တို့ပညာရေးကတော့
နိုင်ငံရေးလိုင်းလုံးကြီးအကြောင်းမှာအများရန်ဒီ politicize လုပ်ခံရတာပေါ့နော်နိုင်ငံပညာရေးဆိုပြီးတည်တံ့သွားနေလို့တည်တံ့ကျမတို့မဖြစ်နေအောင်အများရန်ပညာနိုင်ငံရေးကိစ္စတွေနဲ့ရောပြီးမှကျမတို့ကလည်းဒါ politicize အလုပ်ခံရတဲ့ကဏ္ဍတစ်ခုလည်းဖြစ်တယ်နိုင်ငံရေးတိုက်ပွဲတွေထဲမှာပညာရေးလည်းဆွဲခေါ်ခံရတဲ့ကိစ္စဒါပေမဲ့ဒါအခုမှအတစ်ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်မကိုတွေ့ပြောရရင်ကချင်မှာတကြော့ပြန်စစ်တော့ကျွန်တော်တို့ ceasefire ပြတ်သွားခဲ့ရတယ်။ဒါကြောင့် ceasefire ကာလကအထီထောင်ထားတဲ့ဒီကျွန်တော်တို့ KIO ထိန်းချုပ်နေမြေကကျောင်းသူကျောင်းသားတွေပေါ့နော်။ဒီအထက်တန်းဆင့်ဒါပညာသင်ကြားခွင့်ရတယ်တက္ကသိုလ်တွေတက်ခွင့်ရတယ်မြစ်ချနာတက္ကသိုလ်တို့ဗမော်တက္ကသိုလ်တို့မှာတက်ခွင့်ရတယ်။အဲ့ဒီအစီအစဉ်ကပြတ်သွားခဲ့ရပါတယ်။ဒီ ceasefire ပြတ်တာနဲ့အတူတူအဲ့ဒီအစီအစဉ်ကလည်းပြတ်သွားခဲ့ရတော့သွားကျောင်းသားတက်ခွင့်မရတော့ပါဘူးဒီမြို့ပေါ်မှာပေါ့နော်ဒီလိုမျိုးဒီအဲ့တုန်းကတော့တင်းစိန်အစိုးရပေါ့နော်ဆိုတော့အဲ့ဒီကလေးတွေအတွက်ကျမတို့လူမျိုးဒေတာမှာဒီစိတ်မြင့်ပညာရေးဆက်လက်တင်ယူနိုင်ဖို့အတွက်ကိုကျမတို့စီစဉ်ပေးခဲ့ရတာဖြစ်ပါတယ်ကျမကိုယ်တိုင်ဝင်ခဲ့ပါတယ်ဒီအစီအစဉ်တွေမှာဆိုတော့ပြောချင်တာအခုလည်းပဲပေါ့နော်ကျမတို့ဒီຫນွေဥတော်လိုင်းရေးကတော့တကယ်ကဏ္ဍဆောင်တော်လိုင်းရေးဖြစ်တယ်ဒီပညာရေးမှာလည်းကျမတို့ကပညာရေးကိုတည်တံ့ပေါ့နော်ပညာရေး freedom ဟို neutrality ပေါ့နော် neutrality အနေအထားနဲ့ရှိစေချင်ပေမဲ့လည်းဒါစပြီးဖြစ်ကြတဲ့ကနေကျမတို့ကတော်လိုင်းရေးကပညာရေးကဏ္ဍမှာကြတဲ့ကနေစပြီးမှအညူးကြီးမပေါက်ခင်ကြတဲ့ကနေတော်လိုင်းပညာဆိုပညာရေးကဏ္ဍ CDM ဆရာမတွေ CDM ကျောင်းသူကျောင်းသားတွေရှိနေပြီသူတို့ရဲ့ဆန္ဒနဲ့သူတို့ဒီစစ်ကောင်စီရဲ့ပညာရေးကိုတော့မချင်တင်ချင်ကြတော့ဘူးဆိုပြီးရှိနေကြပြီဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ဒါတကယ်ဟိုဒီပညာရေးကဏ္ဍမှာလည်းဒီလိုမျိုးတော်လန်ရေးဆိုတာရှိနေပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုအခြေအနေတွေအများကြီးရှိပါတယ်ဒီလိုအခြေအနေအများကြီးကြားမှာကျမတို့ကပညာရေးကိုဖော်ဆောင်ရတာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီပညာမြန်မာနိုင်ငံရဲ့ပညာရေးကလည်းအခုအခက်အခဲမျိုးစုံကြုံရတယ်ကျမတို့မိဘတွေအတွက်လည်းကျမလည်းစာနာပါတယ်ကိုတာသမီးတွေရဲ့ပညာရေးအတွက်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ဒီတော်လန်ပညာဘက်ကလည်းဒီပညာရေးလွတ်လပ်ခွင့်ကိုလည်းအလေးထားတယ်တန်ဖိုးထားတယ်နောက်တစ်ခုကဒီရွေးချယ်ဆရာရှိဖို့ပေါ့နော်ကျွန်တော်မိဘတွေရဲ့ရွေးချယ်ဆရာရှိဖို့အတွက်ကိုလည်းကျွန်တော်တို့အညူကြီးရဲ့ထိန်းချုပ်နေမျိုးလို့ပြောမှာပေါ့နော်ဒီမှာရှိရင်လည်းကျွန်တော်တို့ကောင်းမွန်တဲ့ပညာရေးတစ်ခုရဖို့အတွက်ကျွန်တော်တို့ဆက်လက်ပြီးစီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ဒါကျွန်တော်တို့နဲ့ဆက်လက်တွဲပြီးမှကျွန်တော်တို့ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိပဲပေါ့နော်ဒါတချို့ကကြတော့ panic ဖြစ်တာတွေရှိရပေါ့နော်အခုပဲကိုကလေးတွေအကြောင်းမအားရတော့လားဆိုတော့ panic ဖြစ်တာတွေရှိပါတယ်ကျွန်တော်တို့လူမျိုးဒေတာမှာကျွန်တော်တို့ဆရာမတွေအများကြီးရှိနေပါသေးတယ်ကျွန်တော်တို့ဒီပညာရေးအစီအစဉ်တွေလည်းအများကြီးအကောင့်ထဲပေါ်ဖို့တွေရှိနေပါတယ်ပေါ့နော်ဒါကြောင့်မလို့ဝင်ခဲ့တဲ့၄-၅နှစ်တာလက်တွဲခဲ့တဲ့ကျွန်တော်တို့မိဘပြည်သူတွေကျွန်တော်တို့နဲ့ဆက်ပြီးလက်တွဲဖို့အတွက်ကျွန်တော်တို့အကောင်းဆုံးဖော်ဆောင်သွားဖို့အတွက်ကျွန်တော်တို့ရှိနေပါမယ်လို့ပြောကြားလိုပါတယ်လို့ဟုတ်ကဲ့ပါဝန်ကြီးခင်ဗျာအခုလိုတော်လိုင်းရေးကာလဂျာကာလာပညာရေးအခင်းကျင်းတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ရှေ့လုပ်ငန်းစဉ်တွေကိုပြည်သူတွေရှင်းရှင်းလင်းလင်းသိရှိသွားအောင်အချိန်ပေးပြီးဖြေကြားပေးခဲ့တဲ့အတွက်မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျာထွေပန်ကိုကျွန်တော်တို့ PPTV သတင်းဌာနနဲ့ပြည်သူလူထုကိုစားအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မိဘပြည်သူများခင်ဗျာဂျာကာလာပညာရေးဟာစိန်ခေါ်မှုတွေအခက်အခဲတွေများစွာရှိနေပေမဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက်အခြေခံအုတ်မြစ်ဖြစ်တာကြောင့်အားလုံးကဝိုင်းဝန်းလက်တွဲကြော်ဖြတ်ကြရမှာပဲဖြစ်ပါတယ်ဒီကနေ့အင်တာဗျူးအစီအစဉ်ကိုဒီမျှနဲ့ပဲရန်နာခွင့်ပြုပါခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ဒီကနေ့အချိန်ထိဓမ္မဘက်ကနေယက်တည်နေကြတဲ့မိဘပြည်သူအပေါင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ